နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါတယ်ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဧပြီလ13ရက်တနင်္လာနေ့ဧဖဩရာဇာခန်းကြီးနှင့်အငယ်1မှ9သင်တို့သည်အထက်ကလောကီတရားသို့လက်၍အာကာသကောင်းကင်၏တကူကိုအစိုးရသောမင်းဒီဟုသောဉာဏ်ဆန်သောသူတို့၌ပြုပြင်သောဝိညာဉ်၏အလိုနှင့်အညီဒုစရိုက်အပြစ်တို့၌ကျင်လည်၍ထိုဒုစရိုက်အပြစ်၌သေလျက်ရှိနေသောသင်တို့ကိုပင်ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီးထိုဉာဏ်ဆန်သောသူတို့နှင့်တကွငါတို့ရှိသည်များသည်အထက်ကကိုယ်ကာယ၏အလိုသို့၎င်းစိတ်၏အလိုသို့၎င်းလိုက်သဖြင့်ကာမဂုဏ်တို့၌ကျင်လည်သည်ဖြစ်၍ကျွင်းသောသူတို့ကဲ့သို့ပင်ပဂတိအတိုင်းအမျက်တော်ကိုခံရတော်သူဖြစ်ကြ၏သို့တော်လည်းကရုဏာတော်နှင့်ကြွယ်ဝတော်မူသောဘုရားသခင်သည်ငါတို့ကိုချစ်တော်မူသောမဟာမေတ္တာတော်အားဖြင့်ဒုစရိုက်အပြစ်၌သေလျက်ရှိနေသောငါတို့ကိုခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူပြီးကျေးဇူးတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်ရ၏ယေရှုခရစ်အားဖြင့်ငါတို့ကိုထမြောက်စေ၍ကောင်းကင်အရာ၌နေရာပေးတော်မူပြီးအကြောင်းမူကားထိုသခင်အားဖြင့်ငါတို့၌ကျေးဇူးပြု၍ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကိုနောင်ကပ်ကာလတို့၌ထင်ရှားစေမည်အကြောင်းဖြစ်သည်ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုယ်အလိုလျောက်ရောက်သည်မဟုတ်ဘုရားသခင်သနာတော်မူရာဖြစ်သည်ကိုယ်ကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူမျှဝါကြွားစေရာအခွင့်မရှိယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ဧဖက်ဩဝါဒစာအခန်းကြီး2အခန်းငယ်8ကျေးဇူးတော်၏တကူအရက်မူးနေစဉ်ရေမောင်းခြင်းကြောင့်ရဲအရာရှိတဦးကသူ့ကားကိုတားခဲ့၍မခမှာသူ၏ကောလိပ်ဘောလုံးကစားသမားဘဝအဆုံးသတ်ပြီဟုစိုးကြောက်နေခဲ့သည်သူထောင်ကျမှအသေးကြပါသို့သောအရာရှိကသူ့ကိုကောလိပ်ကျောင်းသို့ပြန်ပို့ခဲ့သည်ဘာလို့ဒီလိုလုပ်တာလဲဟုသူမေးရာအရာရှိကမင်းအမှားလုပ်ပေမဲ့ငါမင်းကိုကျေးဇူးပြုတာဟုပြန်ပြောခဲ့သည်ဒီတိုင်သူ၏နီးပြသိရှိသွားပြီးပညာသင်စုဆုံးရှုံးသွားမှလည်းအတိအချာဖြစ်သည်ထို့ကြောင့်နောက်တစ်နေ့လေ့ကျင့်ရေးအပြီးနီးပြကသူ့ကိုလာတွေ့ရန်ပြောရာမခမှာအလွန်စိုးထိတ်ခဲ့သည်နီးပြကမင်းညကဘာတွေဖြစ်ခဲ့လဲဆိုတာငါသိတယ်ဒါပေမဲ့ငါမင်းကိုနားလည်ပေးပြီးကျေးဇူးပြုတယ်ကွာဟု၍ပြောခဲ့၍အံ့ဩစရာပဲထို့နောက်မခကိုလာမည့်တနင်္ဂနွေနေ့တွင်ဖျားเจ้าလာရန်သူအကြံပြုဖိတ်ခေါ်ခဲ့သည်ဖျားเจ้าသို့မခသွားခဲ့ပြီးသင်းအုပ်ကမြည်သည့်အကြောင်းဟောသည်ကိုခန့်မှန်းကြည့်ပါမထိုက်တန်တော်လဲကျွန်ုပ်တို့အားကယ်တင်ခြင်းကိုပေးခဲ့သည့်ယေရှု၏ကျေးဇူးတော်အကြောင်းဟောပါသည်ထိုသတင်းစကားကိုမခသဘောပေါက်ခဲ့ပြီးထိုနေ့တွင်သခင်ယေရှုကိုကယ်တင်ရှင်အဖြစ်သူလက်ခံယုံကြည်ခဲ့ပြီးကြံဘဝတစ်လျှောက်လုံးကိုတော်အားအစေခံခဲ့သည်သူသည်ကျေးဇူးတော်ကိုလိုအပ်သောဒုတိယအခွင့်အရေးလိုအပ်သောလူငယ်များအတွက်မွေးမြူရေးခြံလုပ်ငန်းကိုအစပြုခဲ့သည်ယေရှုကိုယုံကြည်သူများကယ်တင်ခြင်းသို့ရောက်ရှိခြင်းမှာဘုရားသခင်၏ကျေးဇူးတော်ကြောင့်ဖြစ်သည်ကောင်းသောအကျင့်တို့မတတ်နိုင်သည့်အရာကိုကျေးဇူးတော်ကလှုပ်ဆောင်ပေးသည်၎င်းသည်လက်ဝါးကပ်တိုင်၌ယေရှုအသေးခံခြင်းဖြင့်ရရှိလာသောလက်ဆောင်ဖြစ်သည်မိမိ၏အပြစ်ဝန်ထုတ်ဝန်ဘိုးများကကျွန်ုပ်တို့ကိုဆွဲမချနိုင်ပါမတ်ရှာဖွေတွေ့ရှိတဲ့ကဲ့သို့ဖျားသခင်၏ကျေးဇူးတော်သည်ကျွန်ုပ်တို့ကိုလွတ်မြောက်စေပြီးအသက်နှင့်ပြည့်စုံစေသည်သခင်ယေရှုကိုကယ်တင်ပိုင်ရှင်အဖြစ်ကျွန်ုပ်တို့ယုံကြည်သည့်အတွက်
ကျေးဇူးတော်ဤတကိုးသည်ကျွန်ုပ်တို့ကိုလွတ်မြောက်စေသည်သင်ဘဝတွင်ဘုရားသခင်ကျေးဇူးတော်ကိုမြည်သို့တွေ့ကြုံခံစားခဲ့ရသည်။ထိုကျေးဇူးတော်ကိုအခြားသူများအားသင်ပြသနိုင်သည့်နည်းလမ်းအချို့မှာအဘယ်နည်းချစ်တော်ဘုရားသခင်ကျွန်ုပ်အားကိုယ်တော်၏ကျေးဇူးတော်ကိုသွန်လောင်းပေးသည့်အတွက်ကျေးဇူးတင်ပါ၏ကျွန်ုပ်၏ဘဝတွင်ထိုကျေးဇူးတော်နှင့်ဂရုဏာကိုပြသနိုင်ရန်မဆတော်မူပါသခင်ယေရှုနာမ၌တောင်းလျှောက်ပါ၏အာမင်နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမပြည့်စုံကြွယ်ဝသောဘဝအသက်တာများဖြစ်တည်နိုင်ကြပါစေ။